တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းရင်လျှက်စစ်စရိတ်ကိုတက်တာစေရင်အနာဂတ်ရဲ့စွမ်းအင်ကိုစတင်လိုက်ပါဆိုလာပြားတွေနဲ့တူတင်းရဲ့ဘဝကိုပုံမစိမ့်လန်းစေမယ့်နီးလန်းကိုလည်းရွေးချယ်လိုက်ပါကျမတို့ရဲ့ဆိုလာပြားတွေဟာခင်မီဒီဇိုင်းနဲ့စွမ်းဆောင်ရည်မြင့်မားမှုကိုပေါင်းစပ်ထားပါတယ်နေရောင်ခြည်ကိုအကျိုးရှိအသုံးချပြီးတော့တင်းရဲ့အိမ်အတွက်သက်ရှင်တဲ့စွမ်းရည်ကိုထုတ်လုပ်ပေးနိုင်ပါတယ်ဆိုလာပြားတွေဟာလူတိုင်းအတွက်အကျိုးရှိပါတယ်အိမ်သုံးစွမ်းရည်အတွက်ပဲဖြစ်ဖြစ်လုပ်ငန်းသုံးစွမ်းရည်အတွက်ပဲဖြစ်ဖြစ်ဆိုလာပြားတွေနဲ့ဆိုရင်တင်းရဲ့လျှက်စစ်စရိတ်ကိုတိတိတတ်တာရှော့ချနိုင်ပါတယ်ဆိုလာပြားတွေရဲ့အားသာချက်တွေကတော့တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းပေးတာလျှက်စစ်စရိတ်ကိုတက်တာစေတာနဲ့စွမ်းဆောင်ရည်မြင့်မားပြီးတော့ကြာရှည်ခံတာတို့ပဲဖြစ်ပါတယ်ဆိုလာပြားတွေကိုအရွယ်အစားနဲ့စွမ်းအားအလိုက်မှန်ကန်စွာရွေးချယ်ခြင်းဖြင့်တင်းရဲ့လျှက်စစ်လိုအပ်ချက်တွေကိုထိရောက်စွာဖြည့်ဆည်းနိုင်ပါတယ်ဆိုလာပြားတွေကိုအသုံးပြုပြီးတော့ကျင်းနေတဲ့လူသန်းပေါင်းများစွာရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်။တင်းလေဆိုလာပြားတွေနဲ့တင်းရဲ့ဘဝကိုပုံမစိမ့်လက်အောင်ပြောင်းလဲလိုက်ပါ။အခုပဲဆက်သွယ်မှာယူဝယ်ယူလိုက်ပါနော်။အခုဒီ live ပါဝယ်ယူမယ်ဆိုရင်တော့ဈေးနှုန်းလေးတွေက post အောက်မှာလည်း comment ပေးပြီးတော့ဝယ်ယူနိုင်ပါတယ်။မဟုတ်ရင်လည်းအခု Facebook page မှာလာပြီးတော့မှာယူပြီးတော့ဝယ်ယူနိုင်ပါတယ်။ဖုန်းနဲ့ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်က3800 210 350ပဲဖြစ်ပါတယ်အခုပဲဆက်သွယ်မှာယူလိုက်ပါတော့နော်ဘဝရဲ့ရှိန်ဟိုကိုထိန်းချုပ်ချင်နေဆိုရင်ဒါမှမဟုတ်အနာဂတ်ကိုစိတ်ကြိုက်ဖန်တီးချင်နေဆိုရင်တော့ PSI စလောင်းတွေကတင့်အတွက်အကောင်းဆုံးအဖော်ပေါ်မှာပဲ PSI စလောင်းတွေဟာခင်မီဒီဇိုင်းနဲ့လက်တွေ့သုံးမှုလွယ်ကူမှုကိုပေါင်းစပ်ထားပါတယ်။တင်ဘယ်နေရာကိုပဲရောက်ရောက်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် PSI စလောင်းတွေနဲ့ဆိုရင်တင်ရဲ့ဘဝဟာပုံမလွယ်ကူပြီးတော့စိတ်ချမ်းသာစရာကောင်းလာပါလိမ့်မယ်။ PSI စလောင်းတွေဟာလူငယ်တွေအတွက်အနာဂတ်ကိုဖန်တီးဖို့လုပ်ငန်းရှင်တွေအတွက်စီးပွားရေးကိုတိုးတက်စေဖို့မိသားစုအတွက်ဘဝကိုပုံမလွယ်ကူစေဖို့ဒီဇိုင်းထုတ်ထားပါတယ်။ PSI စလောင်းတွေရဲ့အားသာချက်တွေကတော့ခိုင်မာပြီးတော့စိတ်ချရတဲ့အရေးအသွေးဈေးနှုန်းသက်သာမှုနှစ်ပေါင်းများစွာခန္ဓာရည်ရှိမှုတို့ပဲဖြစ်ပါတယ်။စုစုပေါင်းချက်နဲ့100ကျော်ပါဝင်ပြီးတော့မြန်မာ၊ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယား၊လာအို၊မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊စင်ကာပူစတဲ့အာရှနိုင်ငံတွေမှာဖမ်းယူကြည့်ရှုနိုင်တယ်လို့ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ဇလန်တွေအပြင်တရုတ်၊ကိုရီးယား၊ဂျပန်ထိုင်းအိန္ဒိယဇာတ်ကားတွေနဲ့ဒရမာကားတွေဘောလုံးဘတ်စကတ်ဘောတင်းနဲ့စတဲ့ကမ္ဘာအားကစားပြိုင်ပွဲတွေနဲ့နိုင်ငံတကာသတင်းတွေကိုလည်းစုံစုံလင်းလင်းဖမ်းယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ PSI စလောင်းတွေကိုအသုံးပြုပြီးကျင့်နေတဲ့လူသန်းပေါင်းများစွာရဲ့ဘဝတွေကိုပြောင်းလဲပေးနိုင်ခဲ့တာကြောင့်လူကြီးမင်းတို့အနေနဲ့လည်း PSI စလောင်းတွေနဲ့ဘဝကိုပုံမကောင်းမအောင်ပြောင်းလဲလိုက်ပါအခုပဲဆက်သွယ်မှာယူဝယ်ယူလိုက်ပါနော်အခုဒီ live မှာဝယ်ယူမယ်ဆိုရင်အခုပြထားတဲ့ဈေးနှုန်းတွေရဲ့ 10% ကိုရရှိနိုင်မှာဖြစ်ပါတယ်။ Facebook page မှာလည်းလာပြီးတော့မှာယူနိုင်ပါတယ်နော်။အခုလက်ရှိရဲ့ post အောက်မှာလည်း comment ရေးပြီးတော့မှာယူနိုင်ပါတယ်။အကယ်၍ဖုန်းနဲ့ဆက်သွယ်ပြီးတော့မှာယူခြင်းနဲ့ဆိုရင်တော့3800 210 350ကိုအခုပဲဆက်သွယ်လိုက်ပါရှင်။ပရိသတ်များလုံးမင်္ဂလာပါရှင် HH Shopping ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါ Muro Shopping အစီအစဉ်မှာမိတ်ဆက်ပေးသွားမယ့်ပစ္စည်းလေးတွေကတော့ဒါအမျိုးသမီးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အလှကုန်ပစ္စည်းလေးအကြောင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကတော့မိုးကအခုလက်ရှိကိုယ်တိုင်နဲ့အသုံးပြုနေတာပေါ့နော်သုံးလို့လည်းကောင်းတဲ့ခါကျတော့ဒါလေးကိုညွှန်ပေးချင်ပါတယ်ဒါကတော့ S Money လို့ခေါ်ပါတယ်S Money ဆိုတဲ့ဒါ facial cleanser လေးအကြောင်းကိုပြောချင်ပါတယ်ဒါဒီဟာလေးဆိုလို့ရှိရင်သူကတအားဟိုမှာ soft ဖြစ်တယ်သူရဲ့ texture ကအရင် soft ဖြစ်တယ်
ပြီးတော့ gentle ဖြစ်တယ်ပေါ့နော်နင်းညံ့လေးပြီးအမြုပ်ထွက်အားကလည်းကောင်းတယ်အဓိကမို့လို့ဒီမျက်နှာမှာဆိုလို့ရှိရင်ပုံမှန်ဆိုရင်မို့လို့ဒီအထဲထဲထိကိုပုံမှန်မျက်နှာသစ်စေးဆိုလို့ရှိရင်ဒီအတွင်းပေါ့နော်ဒီမျက်နှာအတွင်းပိုင်းထိdeep skin ထိကိုသူကသွားပြီးတော့တက်ဆင်ပေးနိုင်တဲ့ဆွမ်းအားမရှိဘူးပေါ့နော်ဒါပေမဲ့ဒီ S mode နဲ့မှာတော့အဲ့လိုမဟုတ်ဘူးသူကဟိုးထဲထဲထိဒီမို့လို့ရဲ့ဒီskin ထဲထိကိုသူကတေးသေးချာချာလေးတန့်စင်ပေးနိုင်တယ်ပြီးသွားလို့ရှိရင်သူရဲ့ texture ကအရန်ကိုနူးညံ့နေပေါ့နော်အဲ့လိုမျိုးဟိုဂွန်းသားလေးလိုပဲပြောရရင်တော့မှုပါနော်လက်တွေ့ပြမယ်သူဆိုလို့ရှိရင်ခုလိုမျိုးဒီမှာဒီလိုအနှစ်ကလေးပေါ့နော်ဒီအဖြူရောင်နှစ်ကလေးအဲ့ဒီအဖြူရောင်နှစ်ကလေးကအမှဒီလိုမျိုးသူကအထဲထဲမှာဆိုလို့ရှိရင်ငွေမြင်ရောင်လေးသဘောမျိုးလဲပါတယ်သူရဲ့ texture ရေလေးနဲ့အဲ့လိုမျိုးသနစ်ဖြစ်လိုက်တာနဲ့ဒီမျက်နှာပါပေါ်မှာပေါ့နော်အဲ့လိုနုနုညံ့ညံ့လေးဖြစ်သွားစေတဲ့ဟာမျိုးလေးပြီးရင်သူက white နဲ့ effect ပါတယ်ဒီမှာသူရဲ့ texture အဲ့လိုမျိုးသူကဒီလိုမျိုးလေးအဲ့တော့သူကဒီလို cream လေးရှိနေတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူကတေးသေးချာချာလေးအဲ့လိုမျိုးဟိုပြောင်းစေတယ်ပေါ့နော်သူပြလုံးဝဟိုမှအဲ့လိုမျိုးဟိုလုံးဝကို soft ဖြစ်တာအခုဒီလိုမျိုးလေးတုံးကြည့်နေရတဲ့နေကိုအဲ့လို soft ဖြစ်စေတာပေါ့နော်ပြီးရင်သူရဲ့အနံ့လေးကအရမ်းမွေးတယ်သူအဲ့လိုအနက်အရမ်းမှုတယ်တင်းတင်းလေးအနက်အရမ်းမှုတယ်ဆိုပေမဲ့ဟိုလိုမျိုးအနက်ပြင်းပြင်းတော့မဟုတ်ဘူးเนาะအနက်တင်းတင်းလေးနဲ့မှုေးစေတယ်ပေါ့เนาะဒီ texture လေးอ่ะဆိုရင်သူက whitening effect လဲပါတယ်သူကပြီးလို့ရှိရင်သူကအဲ့လိုမျိုးmoisturizing form ပေါ့နော်နောက်တစ်ခုကသူ့စီမှာဘာကောင်းတာလဲဆိုတော့ကောင်းတဲ့အချက်ကသူက sensitive သမားတွေပါသုံးလို့ရတာတချို့ sensitive ဖြစ်လို့နေ skin သမားတွေပါဒီမျက်နှာသစ်စေးလေးကိုအသုံးပြုလို့ရတယ်ပေါ့နော်သူရဲ့နာမည်ကတော့ Asmone လို့ခေါ်တယ်မို့လို့သူ့ကိုအပြင်မှာဝယ်မယ်ဆိုလို့ရှိရင်သူရဲ့ဈေးနှုန်းကဘတ်950ဈေးရှိတယ်သူက100 gram ပါတယ်သူရဲ့ size က100 gram ပါတယ်950ပေါ့နော်ဈေးနှုန်းကတော့950အကယ်၍မို့လို့ဒီ live ကနေဝယ်မယ်ဆိုလို့ရှိရင်တဘူးဝယ်မယ်ဆိုရင်မို့လို့5% ပေးမယ်စောစောလို့2ဘူးကနေ9ဘူးထက်ဆိုလို့ရှိရင်10% ရမယ်10ဘူးနဲ့အထက်ဆိုလို့ရှိရင်เนาะ20% ရမှာပါသူ့ရဲ့နာမည်လေးက Asmone လို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင် sensitive သမားတွေသုံးလို့ရတယ်နာမည်လေးက Asmone sensitive သမားတွေသုံးလို့ရတယ်ပြီးတော့သူရဲ့ form ဆိုလို့ရှိရင်သူက moisturization form ဖြစ်တယ်ရန်ကိုမှ texture အနေနဲ့ပြောမယ်ဆိုရင်အရန်ကို gentle ဖြစ်တယ်ပြီးရင် soft ဖြစ်တယ်နော်သုံးလို့ရတာလေးပေါ့နော်သူရဲ့ effect အနေနဲ့ဆိုရင် whitening effect ရှိတယ်အဲ့လိုမျိုးမျက်နှာတစ်ခုတည်းအဲ့လိုညိုညက်နေတဲ့သူတွေပြီးတော့လို့ရှိရင်မျက်နှာဘယ်မျက်နှာသစ်စေးနဲ့ပဲသုံးမဖြူလာဘူးမဝင်းလာဘူးလို့ခံစားရတဲ့သူတွေဆိုလို့ရှိရင်ဒီ Asmone လေးကိုအသုံးပြုအတွက်မှုကအကြံပေးခြင်းတယ်ကိုယ်တိုင်လည်းအသုံးပြုနေတဲ့မျက်နှာသစ်စေးလေးဖြစ်တဲ့အတွက်ကိုမှပဲဒါ recommend ပေးလို့ရတဲ့မျက်နှာသစ်စေးအမျိုးအစားလေးတစ်ခုပါကဲနောက်ထပ် product လေးတစ်ခုနဲ့ပြပြပေးပါမယ်ဒါလေးကတော့မို့လို့ဒါအမျိုးသမီးတွေအသုံးပြုတဲ့ feminine wash လေးပေါ့နော်ဒီ feminine wash ဆိုလို့ရှိရင်ကအမျိုးသမီးတော်တော်များများအသုံးပြုမယ်ဆိုလို့ရှိရင်ဒါမို့လို့ဟိုဘယ်လိုပြောမလဲနားလည်ထားကြရှိတယ်ပေါ့နော်နားလည်ထားလေးရှိတဲ့ຢာဘာလဲဆိုတော့မို့လို့ဒီ feminine wash ဆိုလို့ရှိရင်ဒါနေ့တိုင်းသုံးလို့မကောင်းဘူးပြီးရင်တစ်ပတ်ကိုဆိုလို့ရှိရင်လည်း2ခါ3ခါပဲသုံးလို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့ဘာလို့လဲဆိုတော့သူ့စီကနေပြီးတော့ရမယ့် chemical တွေကအမျိုးသမီးကျန်းမာရေးအတွက်မကောင်းဘူးဆိုပြီးတော့သိထားတာလေနော်ဒါပေမဲ့ဒါမျိုးမဖြစ်ရအောင်ဂျီနာကဘယ်လိုထုတ်လုပ်ထားလဲဆိုတော့သူကလုံးဝကိုမှ0လုံးဝ0 chemical 0% ပေါ့နော် chemical လုံးဝမပါတဲ့ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတယ်ပြီးတော့လို့ရှိရင် synthetic သမားတွေအတွက်ပါသူတို့ကရည်ရွယ်ပြီးထုတ်လုပ်ထားတာမျိုးဖြစ်တယ်ပေါ့နော်နေ့စဉ်လည်းအသုံးပြုလို့ရတယ်မို့လို့ဒါရေချိုးရင်လည်းပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ကိုအဆင်ပြေသလိုဒါနေ့စဉ်နေ့တိုင်းအသုံးပြုလို့ရတယ် feminine wash လေးပါသူဆိုလို့ရှိရင်ကအဲ့လိုအနက်ကအရင်ဆူဆူပြင်းပြင်းမျိုးမဟုတ်ဘူးပဲနဲ့အဲ့လိုအနက်တင်းတင်းလေးနဲ့အရန်မှုေးတယ်ပေါ့နော်သူ့စီမှာဆိုလို့ရှိရင်သူ့ရဲ့ပုံစံလေးကဘယ်လိုလေးလဲဆိုတော့အခုလိုမျိုးဒီလိုမျိုးအဲ့လိုဒီလိုမျိုးအနှစ်ကလေးပေါ့အနှစ်အရေးကြီးနှစ်ကလေးပါเนาะသူဆိုလို့ရှိရင်အဲ့လိုနည်းနည်းလေးထည့်ရုံနဲ့နေသူကအဲ့လိုအမြုပ်လေးများများထစေတယ်ဆိုတော့သူဆိုလို့ရှိရင်အဲ့လိုတုံးလိုက်တာနဲ့နေလေအဲ့လိုအရန်အဆင်ပြေတယ်ပေါ့เนาะဟိုနေ့စဉ်နေ့တိုင်းလည်းတုံးလို့ရတယ်အဲ့တော့ကိုကအဲ့လိုမျိုးအမျိုးသမီးဒီအမျိုးသမီးတန်ရှင်းကိုသူကဦးစားပေးခြင်းနဲ့ဒါပေမဲ့စောစောလိုမျိုးအမြဲတမ်းသုံးပြုလို့မရဘူးဒါပေမဲ့ကိုတိုင်းကလည်းအဲ့လို sensitive တမားဖြစ်တယ်ပေါ့เนาะအဲ့လိုမျိုးတခြား product တွေနဲ့ဆိုလို့ရှိရင်ရာရန်နာမျိုးတွေဖြစ်တယ်အမျိုးသမီးကျန်းမာရေးတွေဖြစ်စေတယ်ဆိုလို့ရှိရင်လည်းဒီ
family wash လေးကိုပြောင်းပြီးတော့သုံးကြည့်လို့ရပါတယ်ကိုယ်တိုင်သုံးကြည့်နေတဲ့ brand နဲ့အခုဒီ brand လေးနဲ့ကိုရှင်ပြီးတော့လည်းသုံးကြည့်လို့ရတယ်ပေါ့နော်သုံးကြည့်ပြီးတော့ကိုကဘယ်ဟာနဲ့အဆင်ပြေလဲဆိုတာကိုလည်းဒါသတိထားမိမှာပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်မို့လို့အပြင်မှာဝယ်မယ်ဆိုလို့ရှိရင်245ဘတ်ပါ live မှာဝယ်မယ်ဆိုရင်ဆော့ product လို့ပဲတဘူးဝယ်ရင်900ခိုင်တော့ discount ရှိမယ်နှစ်ဘူးကနေ9ဘူးထက်ဆိုလို့ရှိရင်10% ရှိမယ်10ဘူးထက်ဆိုလို့ရှိရင်တော့20% ရှိမယ်ပေါ့နော်အဲ့တော့ဒီတိုင်းပဲဆိုလို့ရှိရင်တော့အပြင်မှာတောင်းဝယ်မယ်ဆိုတော့245ဘတ်ဒီ live မှာဝယ်မယ်ဆိုလို့ရှိရင်တော့5% discount ရမှာပါသူရဲ့ဈေးနှုန်းလေးက245ပါဒီမှာဆိုလို့ရှိရင်လည်း100 gram ပါပါတယ်မီလီအနေနဲ့ဆိုရင်100 gram ပါတယ်မှုတယ်တော့ဒါတေးချတယ်2လလောက်ကတော့ကောင်းကောင်းကိုအသုံးပြုလို့ရနိုင်တယ်ပေါ့နော်တစ်ခါဝယ်ပြီးသွားတာနဲ့ဒါလေးဆိုလို့ရှိရင်လည်းfeminine wash ကိုစိတ်ဝင်စားတဲ့ဆက်ဆက်တဲ့သမားတွေပါသုံးလို့ရတဲ့ feminine wash လေးပဲဖြစ်ပါတယ်နောက်ထပ် product မျိုးစားလေးကတော့ဟိုမှာပြပါမယ်ဒါက benefit လို့ခေါ်တဲ့ toothpaste လေးပါသူကကြတော့ toothpaste ကတော့အမှန်တမ်းပြောရင်နှစ်ခုပါတယ်ပေါ့နော်နောက်တစ်ခုကဒီမှာအပြာရောင် toothpaste လေးရယ်အစိမ်းရောင် toothpaste လေးရယ်ပေါ့နော်နှစ်ခုရှိတယ်ဘာကွာခြားလဲဆိုတော့ဒီဟာက premium product ဒါကတော့ organic product ပေါ့နော်ဒါကကြတော့မို့လို့ဒါဟိုနေ့စဉ်အသုံးပြုနေတာမို့လို့မနက်တစ်ခါညတစ်ခါဒါနေ့စဉ်ပေါ့ daily usage ပေါ့နော်ဒါ daily အသုံးပြုနေတဲ့သွားတိုက်ဆေး daily အသုံးပြုခြင်းနဲ့သွားတိုက်ဆေးပါနော်သူဆိုလို့ရှိရင်သူက whitening effect ပါတယ်အခုဆိုလို့ရှိရင်မြင်နေရတဲ့အတိုင်းပဲပေါ့နော်သူကသူ့ရဲ့ဟိုနေဆိုလို့ရှိရင်တော့သူ့ရဲ့ဒီကောင်းကျိုးပေါ့နော်ကောင်းကျိုးဆိုရင်တော့ white and healthy ဖြစ်တာပေါ့နော်သူကသွားကိုဖြူစေတယ်ကျန်းမာစေတယ်ပေါ့နော်သူကလုံးဝ premium quality ပါနောက်တစ်ခုကကြတော့ဒီအစိမ်းရောင်လေးပေါ့ဒီအစိမ်းရောင်လေးကကြတော့မို့လို့ဒါလုံးဝဟို natural color ပေါ့နော်သူကသူ့ရဲ့ထူခြားချက်ကဘာလဲဆိုတော့ဒါကမို့လို့ဒါ daily သုံးလို့ရတာเนาะဒါ daily သုံးလို့ရတဲ့သွားလိုက်စေသူကကျတော့ daily သုံးလို့မရဘူးမဟုတ်သုံးလို့ရတယ်ဒါပေမဲ့သူကကွန်အဲ့လိုကွန်စားတဲ့သူတွေသွားမှာကွန်ချိုးတွေရှိနေတယ်ပြီးရင်သွားအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲကွန်ချိုးတွေရှိတယ်ပြီးတော့လို့ရှိရင်ပုံမှန်မဟုတ်တဲ့ဟိုသွားမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတာမျိုးဆိုလို့ရှိရင်တော့ဒီကောင်လေးကိုသုံးအောင်ပါပေါ့သူဆိုလို့ရှိရင်ကအရန်အဲ့လိုညစ်ထေနေတယ်ပေါ့နော်သွားဝါတယ်အဲ့လိုမျိုးခံစားရတယ်ပေါ့သွားဝါတယ်ဗာညာခံစားရရင်ဒီ toothpaste လေးကိုသုံးလို့ရတယ်သူကကြတော့အဲ့လိုမျိုးသွား herbal တွေနဲ့လုပ်ထားတာသူကကြတော့တခုတော့ရှိရယ်ဒီကောင်လေးကသူကတော့ mint ပေါ့နော်သူကတော့အဲ့လိုမျိုးဟို mint ဆိုတော့အေးလေးပေါ့တွားတိုက်လို့ရှင်သူကအေးလေးဓာတ်ကိုရတယ်ဒီအပြာရောင်လေးကအစိမ်းရောင်လေးကကြတော့သူက harvey နဲ့လည်းလုပ်ထားတယ်ဆေးဘက်ဝင်တဲ့ပစ္စည်းတွေလည်းပါဝင်တယ်သူ့ကိုတော့အဲ့လိုနည်းနည်းလေးအသုံးပြုတာနဲ့တင်သူကဘယ်လိုမျိုးဖြစ်လဲဆိုတော့ဒီရှာလေးနည်းနည်းထုံစီတာပေါ့နော်ရှာရီထုံတယ်ဂရင်းထုံစီတယ်ပေါ့သူကနည်းနည်းလေးအသုံးပြုတာနဲ့ဒါအဲ့တော့အဲ့လိုမျိုးဂရင်းထုံတာဘာညာဖြစ်တာကြတော့ဟိုဘယ်လိုပြောမလဲဒါ daily အနေနဲ့တော့အသုံးပြုလို့မကောင်းဘူးပေါ့နော်ဆွဆွလိုမျိုးဒီလိုမျိုးကွန်ဂျိုတွေတက်နေတာအဲ့လိုကိုယ့်ရဲ့သွားကျမ်းမာရေးအရာပေါ့ဒီလိုမျိုးလိုအပ်လို့အသုံးပြုရမယ်ဆိုရင်တော့ဒီ natural care လေးကအဆင်ပြေတယ်မဟုတ်ဘဲနဲ့ကိုကဒီတိုင်းပဲနေ့စဉ်အတွက်တကိုယ်ရေးတန်ရှင်းအတွက်ပဲအသုံးပြုတာမျိုးကိုသွားကိုဖြူခြင်းနဲ့ပြီးတော့လို့ရှိရင်ကျမ်းမာခြင်းနဲ့ဟိုဂယူးဆိုင်ရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ benefit ကအပြာရောင် toothpaste လေးကိုသုံးပါဆိုအဲ့လိုမျိုးကွန်ဂျိုတွေရှိလို့သွားကအဲ့လိုမျိုးဂျိုးတက်နေတာမျိုးတွေရှိတယ်ပေါ့နော်ဒါမျိုးတွေသုံးခြင်းနဲ့ဆိုလို့ရှိရင်တော့အစိမ်းရောင် toothpaste လေးကိုသုံးပါသူတို့နှစ်ခုရဲ့ကွာခြားချက်ကတော့သူကတော့ herbal တွေနဲ့လုပ်တာသူကတော့ mint နဲ့လုပ်တာဒီနှစ်ခုပေါ့နော်နောက်ပြီးတော့ဒီတစ်ကောင်ကတော့သူက premium quality သူက natural ပေါ့နော်သူက natural quality ပေါ့အဲ့တော့ဒီနှစ်ခုကွာခြားချက်ကတော့ဒါပါပဲအဲ့တော့ဈေးနှုန်းရဆိုလို့ရှိရင်တော့ဒီအပြာရောင်လေးက220ပါဒီအစိမ်းရောင်လေးကတော့185ပါဈေးနှုန်းရသူက220သူက185ပါเนาะဈေးနှုန်းရလဲကွာပါတယ်ဒါပေမဲ့နှစ်ဘူးလုံးအတွက်ကတော့အပြင်မှာဝယ်မယ်ဆိုရင်220အပြာရောင်လေးက220အစိမ်းရောင်လေးက185ဒီ live မှာဝယ်မယ်ဆိုလို့ရှိရင်ကဘယ်ဟာပဲဝယ်တဘူးဝယ်တာနဲ့900ခိုင်တော့ discount ရမယ်နှစ်ဘူးလုံးတွဲလို့ခြင်းနဲ့ရတယ်တဘူးလေးလို့ခြင်းနဲ့ရတယ်ပေါ့เนาะတဘူးဝယ်တာနဲ့900ခိုင်တော့ discount ရမယ်နှစ်ဘူးကနေ9ဘူးထက်ဆိုလို့ရှိရင်က10% ရှိတယ်10ဘူးကနေ10ဘူးထက်ဆိုလို့ရှိရင်က20% ရှိပါတယ်အဲ့တော့ဒါဒီ live မှာပဲရမယ်အခွင့်အရေးเนาะအဲ့တော့ဒီ live မှာအခုဒီ live မှာ comment ရေးပြီးတော့ပဲဖြစ်ဖြစ်ဆက်မှာယူလို့ရတယ်မဟုတ်ဘူးဆိုလို့ရှိရင်အခုမှုလို့ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လည်းမှာယူလို့ရတယ်ဖုန်းလည်းမဆက်ဘူး comment လည်းမရေးချင်ဘူးဆိုလို့ရှိရင်အခုမှုတို့ရဲ့ဒီ HH Facebook page ကနေ Messenger ကနေလည်းလာပြီးတော့မှာယူနိုင်တယ်ပေါ့နော်ဘယ်လိုမှာယူရမလဲဆိုတဲ့အကြောင်းအရာလေးတွေမှုနောက်မှတည်တံ့ထပ်ပြီးတော့ပြပြပေးပါမယ်ဒါလေးတွေက two page အကြောင်းပါနောက်ထပ်တစ်ခုကတော့အခုဒီမှာပါဒါ
aloe vera gel လေးပေါ့နော်သူကကြတော့မို့လို့ပုံမှန်သုံးနေတဲ့ဒါဒီ aloe vera gel တွေမှာရှိတဲ့ aesthetic နဲ့တော့တူတယ်ဒါပေမဲ့လုံးဝမတူတဲ့တခုကပုံမှန်မို့လို့သုံးနေတဲ့ aloe vera gel ကမို့လို့ဒါ sun cream ပေါ့နော် sun cream လိုမျိုးအသုံးပြုလို့မရဘူးသူက sun protective မပါဘူးပေါ့ဒီကောင်ကလို့လုံးဝမဟုတ်ပါဘူးသူက sun protective ပါရပါတယ်မို့လို့ဒီအပြင်သွားမယ်နေပူသွားမယ်နေပူတဲ့ကိုသွားမယ်ဆိုလို့ရှိရင်မို့လို့ဒီလိုမျိုးဒီကိုယ့်ရဲ့အသားရည်ပေါ်မှာဒီလို sun protective ဖြစ်အောင်ဒါလေးကိုလိမ့်သွားလို့လည်းရတယ်သူကလုံးဝ sun protective ပါပါတယ်ပုံမှန်မို့လို့သုံးနေကြဒီ aloe vera gel ကကြတော့ sun protective မပါဘူးလေနော်သူကသပင်ကိုခေါင်းစေးတာတို့ဒါခေါင်းစားခြေဆုံးတည့်ရတိုင်းပဲရှားစောင်းလက်ပတ်ခြေတွေရဲ့ထုံးစံအတိုင်းပဲခေါင်းစားခြေဆုံးကြိုက်တဲ့နေရာကိုကြိုက်တယ်လို့ကိုလို့တယ်လို့အသုံးပြုလို့ရတယ် effective ရှိတယ်ဒီကောင်လေးလည်းတူတူပဲသူလည်းအတိုင်းပါတယ်ဒါပေမဲ့သူရဲ့ထူးခြားချက်တစ်ခုကဒါလေးကိုလိမ့်မယ်မို့လို့body မှာပဲဖြစ်ဖြစ်မျက်နှာမှာပဲဖြစ်ဖြစ်ဒါနေရာတစ်ခုလုံးလိမ့်လို့ရဆိုတော့ねဒါလေးကိုလိမ့်ပြီးတော့မို့လို့အပြင်ထွက်မယ်အပြင်ထွက်လို့ရှင်လဲ तू က sun protective ပါတယ် sun cream လိုမျိုးလဲပါတဲ့အခါမျိုးကြတော့နေလောင်ထံကိုကာကွယ်စေတယ်ဒါသူ့ရဲ့ထူးခြားချက်လေးပါ size အနေနဲ့အားဖြင့်ဆိုလို့ရှင်လဲ तू ကအဲ့လိုတစ်သေးလေးပေါ့နော် size လေးကလေတစ်သေးလေးဆိုတဲ့အခါကျတော့မို့လို့အိတ်ထဲမှာပဲစောင်းသွားအမျိုးသမီးဆိုလို့ရှင်လဲမို့လို့ sling bag ထဲမှာပဲစောင်းသွားဒါကအမျိုးသမီးမှမဟုတ်အမျိုးသားတွေပါသုံးလို့ရတဲ့ပစ္စည်းပေါ့နော်အဲ့တော့အမျိုးသားရေဆိုလို့ရှိရင်လည်းသူတို့စောင့်လေးကြရှိတဲ့အိတ်ထဲမှာစောင့်သွားပြီးတော့လိမ့်သွားလို့ရတယ်အဲ့တော့တကူတကရေမှာမဟုတ်ဘူးဒါလေးကိုလိမ့်လိုက်တာနဲ့အဆင်ပြေတယ်ဒါလေးတစ်ခုရှိတာနဲ့ကိုအဆင်ပြေတယ်ပေါ့နော်သူ့ရဲ့ရောင်းဈေးကတော့အပြင်မှာဆိုလို့ရှိရင်မို့လို့ဘတ်180နဲ့ရောင်းတာပါအဲ့တော့အခုဒီ live မှာဝယ်မယ်ဆိုလို့ရှိရင်တော့စောစော product တွေလိုပဲတဘူးဝယ်ရုံနဲ့900ခိုင်လို့ရှိမယ်နှစ်ဘူးကနေ9ဘူးတက်ဆိုရင်10ခိုင်လို့ရှိမယ်10ဘူးကနေ10ဘူးတက်ဆိုလို့ရှိရင်တော့20% ရှိမှာပါဒါလေးဆိုလို့ရှိရင်လည်းတော်တော်ကိုမှအဆင်ပြေတဲ့ product လေးတစ်ခုပါပေါ့နော်နောက်ထပ်တစ်ခုလေးကတော့ shower cream လေးပေါ့နော် X shower cream လေးကြောင့်ပေါ့သူဆိုလို့ရှိရင်ကသူကလုံးဝကို ultra white chart ပေါ့နော် ultra white chart ဖြစ်တယ်နောက်ပြီးတော့သူက350 ml ပါတယ်သူကဘာကိုမျိုးဖြစ်စေလဲဆိုတော့ဒီမှာဆိုလို့ရှိရင်သူရေးထားပေးရပါတော့ proven to be the product that truly help keep your skin naturally beautiful and healthy ဆိုတော့မို့လို့ဒီလိုမျိုးskin ကိုအဲ့လိုလောကအဲ့လိုကြည်လင်ဝင်းပဆိုပြေပြီးတော့မှအဲ့လိုကျန်းမာစေတဲ့အသားရရစီမှာပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်သူဆိုလို့ရှိရင်ကသူ့မှာဆိုရင်350 ml ရှိမယ်ပေါ့နော်သူဆိုလို့ရှိရင်လည်းကောင်းတယ်ပေါ့နောက်တစ်ခုကကြတော့ဒီ cream လေးကိုတော့ဘယ်လိုသုံးလို့ရလဲဆိုတော့မို့လို့ဒီဆွနေတဲ့အရေးပြပေါ့နော်ဒီ shower cream လေးကိုမသုံးခင်မှာကိုကလိုမျိုးခဏကိုကရေချိုးတော့မယ်ဆိုလို့ရှင်လည်းရေလောင်းကစားအနေထားမျိုးမှာဒီ shower cream လေးကိုမလို့ apply လုပ်မယ် apply လုပ်ပြီးသွားလို့ရှိရင်ကနောက်တစ်ခုကတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့မလို့ massage တွေလုပ်လို့ပဲပေါ့နော်ဒီ shower လေးကိုသုံးပြီးတော့မလို့အဲ့လိုမျိုးဖြည်းဖြည်းချင်းစီနှိမ့်နေပြီးတော့အဲ့လိုမျိုးလိမ့်ပေးမယ်ဆိုလို့ရှိရင်ကအထဲတဲ့အထိပေါ့ဒီအတွင်းပိုင်းရေပြားတဲ့အထိသူကစိတ်ဝင်စေတယ်ပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကကြတော့မို့လို့ဒီအသား6တဲ့သူတွေအဲ့လိုမျိုးလူတွေလည်းသုံးပြလို့ရတယ်တချို့ဆိုအသား6တယ်အသားရည်6တတ်တယ်ပေါ့နော်လက်တွေခြေထောက်တွေအသားရည်6တတ်တယ်အဲ့လိုလူတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီ shower cream လေးကိုအသုံးပြုလို့ရပါတယ်ဒီ shower cream လေးကကြတော့အပြင်မှာဝယ်မယ်ဆိုလို့ရှိရင်မို့လို့ဘတ်950ပါသူ့ရဲ့ဈေးနှုန်းက950ဖြစ်ပါတယ်ဒီမှာဝယ်မယ်ဆိုရင်တော့950မို့လို့ 5% shop ပြီးတော့ပေးမှာပါစော product တွေနဲ့အကုန်တူပဲနော်နှစ်ဘူးကနေ9ဘူးထက်ဆိုလို့ရှိရင်10% ရှိမယ်10ဘူးကနေ10ဘူးထက်ဆိုလို့ရှိရင်တော့20% ရှိပါပါဒါလေးကအပြစ်ပါဝယ်မယ်ဆို950ပါနောက်ထပ် product အနေနဲ့ကတော့ဟိုလိုမျိုးစော shower cream ပြောထားဆိုတော့အခုလည်းတူပဲပေါ့နော်မို့လို့ body soup လေးကြောင်းသွားမယ်ဒီမှာဒါလေးဆိုလို့ရှိရင်သူကအဲ့လို lemon လေးနဲ့လုပ်ထားတာသူကလန်းဆန်းစေတာပေါ့နော်သူရဲ့အနံ့လေးကလည်း fresh ဖြစ်စေတယ်အနံ့လေးတွေမဟုတ်ဘဲနဲ့သူကဒီခန္ဓာကိုယ်အရေးပြားပါတိုက်မယ်ဆိုလို့ရှိရင်သူကလန်းဆန်းစေတဲ့ effective ရတယ်ပေါ့နော်သူစီမှာဆိုလို့ရှိရင်သူကဘာမျိုးလေးတွေကိုပေးလဲဆိုတော့antibacterial တွေကိုလည်းကာကွယ်ပေးတယ်နောက်တစ်ခုကကျတော့ deodorant တို့လည်းကာကွယ်ပေးတယ် refresh လည်းဖြစ်စေတယ်ပေါ့နော်သူကဒါလေးဆိုလို့ရှိရင်သူက body soap ယူစုပါသူ့မှာဆိုလို့ရှိရင် B3 vitamin ဓာတ်လည်းအပြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုပေါ့နော်သူကဒီလိုမျိုး lemon ကိုသူကအခြေခံပြီးတော့လှုပ်ထားတာမျိုးဖြစ်တဲ့အတွက်ပေါ့နော်။သူဆိုလို့ရှိရင်ကတော့အတူတူပဲစောစောပုံမှန်body soap တို့လို body shower cream တွေလိုပဲပေါ့နော်။
ဆက်ပြလုံးနဲ့သုံးကျင်တဲ့သူတွေအတွက်ဆိုလို့ရှင်ဒါဆက်ပြလေးကိုထုတ်ထားပြီးတာသူ့ရဲ့အာနိသင်နေရလဲဆိုတော့ပြောသလိုပဲအနံ့လေးရစားတင်းတင်းလေးဆိုတော့ fresh ဖြစ်စေတယ်သူကဈေးနှုန်းအပြင်ဆိုလို့ရှင်ဒါချို့တာတယ်ပေါ့နော်125ဘတ်ပဲရှိမယ်125ဘတ်ကိုဒီ live မှာဝယ်မယ်ဆိုရင်900ခိုင်နှုန်းရမယ်နှစ်ခုကနေဒီလိုနှစ်ဘူးကနေ9ဘူးထိဆိုလို့ရှိရင် 10% ရှိမယ်10ဘူးကနေ10ဘူးထက်ဆိုလို့ရှိရင်တော့ 20% ရှိမယ်အပြင်မှာတော့ဝင်တော့125ဘတ်ပါဒီဈေးနှုန်းလေးဆိုတော့ပြောတော့ဒီမှာ refresh ဖြစ်တယ်ပြီးသွားလို့ရှိရင် antibacterial လည်းသိစေတယ်ပေါ့နော်သူရဲ့အားနေတင်လေးပါLaptop product တွေကတော့အခုဒီမှာမြင်နေရတယ်ဒါကတော့ Asian မတွေအတွက်အသုံးပြုလို့ရတဲ့ဟာလေးပေါ့နော်Asian မတွေအတွက်ပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ပေါ့နော်အဝတ်စားတွေလျှော်တယ်ကိုယ့်ရဲ့အဝတ်စားတွေတချို့စက်ပြမကောင်းဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးကြီးတဲ့အဝတ်စားတွေအယောင်စွန်းနေရစားအဲ့လိုမျိုးထင်းစေတယ်လေအဖြူရောင်နေလိုမျိုးဝတ်စားရမှာဆိုလို့ရှိရင်ဒီလိုစက်ပြစီတွေကဘလို့ထင်းစေတယ်ဆိုတော့အဲ့လိုအယောင်အစွန်းထင်းဖြစ်စေတယ်ဒါက quality မကောင်းတဲ့ product တွေကြောင့်ပေါ့နော်မှုဆိုလို့ရှိရင်အိမ်မှာလို့အဝတ်လျှော်လို့ရှိရင်ကိုကစက်ပြကြီးများသွားတာပဲဖြစ်ဖြစ်နည်းသွားပြီတခုခုပေါ့ဒီစက်ပြကြီးအမျိုးအစားမကောင်းဆိုလို့ရှိရင်ဒီလိုအဝတ်စားတွေပေါ်မှာအဲ့လိုအစွန်းကွက်လေးထင်းစေတယ်ဘယ်ကပေးလို့ပေးမှန်းတော့မသိအမှန်တော့အဲ့ဒါစက်ပြကြီးမကောင်းလို့ဖြစ်တာပေါ့နော်အဲ့တော့ဒီကောင်လေးဆိုလို့ရှိရင်လုံးဝအဲ့လိုမျိုးမဖြစ်စေရဘူးသူကကိုယ့်ရဲ့ဒီတမိုးရှိတဲ့အဝတ်စားတွေလည်းမပြတ်စည်းစေရတဲ့အပြင်မှာသူကအဲ့လိုမျိုး fabric detergent ဖြစ်တဲ့အတွက်ကိုပို့ပြီးတော့မှဖြူစေတယ်အဖြူလေးတွေလည်းဆိုလို့ရှိရင်လည်းဖြူဖွေးလေးဖြစ်စေတယ်ဝတ်စားတွေဆိုလို့ရှိရင်လည်းအဲ့လိုတန်ရှင်းဖြစ်စေတယ်ပေါ့နော်သူကအဲ့လိုမျိုးအိတ်အာနီတင်ပေးတယ်ပေါ့သူကကြတော့အဲ့လို neatly home ပေါ့နော်detergent မှာဒါတွေကတော့အဝတ်လျှော်စက်ပြားကြီးပေါ့တခါတည်းသူကအနံ့လည်းပါပြီးသားမလို့ softener လည်းသုံးစရာမလိုပဲနဲ့တခါတည်းပဲအဝတ်လျှော်စက်ပြားကြီးတစ်မျိုးတည်းပဲသုံးကျင်တဲ့သူတွေအတွက်ပါဒါလေးကဒီမှာဆိုလို့ရှိရင်လည်းသူတို့ဘူးနောက်မှာဆိုလို့ရှိရင်လည်းသူကအသုံးပြုရမယ့်ပေါ့အစစ်စစ်သူပါထားပေးပြီးသားပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအသုံးပြုရမယ့်အစစ်စစ်ပါထားပြီးသားနောက်ပြီးတော့သူဟာဆိုလို့ရှိရင်ဒီမှာ1000ပေါ့နော် gram နေနဲ့ဆို1000လောက်ပါတယ်ဆိုတော့1000 ml 1000 ml လောက်ပါတယ်ပေါ့နော်သူရဲ့ဒီ network ဆိုလို့ရှိရင်1000 ml လောက်ပါတယ်ဆိုတော့အကြိုက်သုံးလို့ရတယ်ပြီးရင်တော့ဒါလေးကတော့ပုံမှန်အသုံးပြုနေကြအတိုင်းပဲပေါ့နော်ဟိုဖောက်တော့မဖောက်ပြတော့ဘူးပေါ့ဒါလေးကပုံမှန်အသုံးပြုနေကြအတိုင်းပဲဒီမှာအဖုံးလေးပါတယ်မို့လို့ဒီအဖုံးလေးထဲမှာကိုသုံးရမယ်ဒီကိုရဲ့အဝတ်စားပမာဏရေပမာဏကိုချိန်ပြီးတော့မှဒီဖုံးလေးတွေကိုစက်ပြာစီလေးလောင်းထည့်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ပေါ့နော်ဒီ product လေးရဲ့တန်ဖိုးကတော့ဘတ်350ဖြစ်ပါတယ်ဆော့ product တွေလိုပဲပေါ့နော်ဒီမှာဝယ်မယ်ဆိုလို့ရှိရင်တော့900ခိုင်နှုန်း discount ရမှာပါတဘူးဝယ်ရုံနဲ့900ခိုင်နှုန်းရမယ်နှစ်ဘူးကနေ9ဘူးတက်ဆိုရင်10%ရမယ်10ဘူးကနေ10ဘူးတက်ဆိုလို့ရှိရင်တော့20%ခိုင်နှုန်းရမှာဖြစ်ပါတယ်အဲ့တော့လိုချင်တယ်ဆိုလို့ရှိရင် Neatly Home Fabric Detergent လို့လာပြောပြလို့ရပါတယ်ကဲdetergent အကြောင်းပြောပြီးသွားရဆိုတော့ softener ကြောင့်လည်းသိတဲ့နယ်ပေါ့နော်တချို့ကကြတော့ဟိုဘယ်လိုပြောမလဲဒီလိုမျိုးဆက်ပြာရည်ပါအမွှေးစီရောဆက်ပြာစီရောနှစ်ခုစလုံးပေါင်းပြီးသုံးရတာကြိုက်တဲ့သူတွေကတော့ဒါပေါ့နော်တချို့ကကြတော့မဟုတ်ဘူးကိုသုံးမျိုးနေကြဆက်ပြာရည်ရှိတယ်ကိုကအဲ့ဒါကိုပဲကြိုက်တာအဲ့ဆက်ပြာရည်ကိုပဲကြိုက်တာပြောင်းတော့မသုံးချင်ဘူးဒါပေမဲ့ softener တော့အနံ့ပြောင်းသုံးကြည့်ချင်တယ် softener အနံ့ဘယ်ဟာပိုဆွဲလဲပေါ့နော်တချို့အဲ့လို softener ကောင်းမှလည်းအဲ့အနံ့ကတစ်ခါကြလို့ရှိရင်ရေမွေးဆွတ်စရာတော့မလိုဘူးဒီလိုမျိုး softener ကောင်းကောင်းလေးသုံးထားရဆိုလို့ရှိရင်အဲ့အင်ဂျင်ဝတ်ထားပြီးတော့အပြင်သွားနေအရန်မှုတဲ့ softener မျိုးစားတွေလည်းရှိတာ哦အဲ့တော့ကိုသုံးနေတဲ့ softener အဲ့လိုမျိုးမဟုတ်ဘူးအဲ့ဒါပေမဲ့ဆက်ပြာစီကိုတော့ကိုကဒီဆက်ပြာစီကိုသုံးနေကြ brand ကိုပဲကြိုက်တယ်ဒါပေမဲ့ softener ကိုတော့ပြောင်းချင်တယ်ဘယ်အနံ့ပိုကောင်းလဲ try ကြည့်ချင်တယ်စမ်းသုံးကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ Horia Neatly Home ကဒီ fabric softener လေးကိုစမ်းသုံးကြည့်ဖို့အတွက်ဟို recommend ပေးခြင်းတယ်ပေါ့နော်သူဆိုလို့ရှိရင်ဒီလို sakura band နဲ့လေးပေါ့အဲ့လိုမျိုးအနံ့မွေးလေးတင်းတင်းလေးဖြစ်စေတာဆိုတော့ဒါလေးကိုအသုံးပြုဖို့ recommend ပေးခြင်းတယ်ဒါကတော့ detergent ကိုကြိုက်တယ်နှစ်ခုစလုံးအသုံးပြုခြင်းတယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုသုံးပါနှစ်မျိုးကိုမှ2 in 1သုံးခြင်းဒီကောင်လေးကိုသုံးပါမဟုတ်ဘူးတစ်မျိုးစီကိုပဲခွဲသုံးခြင်းတာကိုကအနံ့ကိုစမ်းခြင်းတယ်ဆိုတော့ဒီကောင်လေးကိုသုံးပါဒီနှစ်ခုပါတစ်ခုက detergent ပါတစ်ခုကတော့ softener ပါသူတို့နှစ်ခုကဈေးနှုန်းဆိုဈေးနှုန်းအဖြစ်နဲ့အတူတူပဲပေါ့နော်မဲ live မှာဝင်မယ်ဆိုတော့ဒီမှာဝင်5%ရမယ်တဘူးဝင်5%ရမယ်နှစ်ဘူးကနေ9ဘူးထက်ဆိုလို့ရှိရင်10%ရမယ်10ဘူးကနေ10ဘူးထက်ဆိုလို့ရှိရင်တော့20%ရမယ်ပေါ့နော်ဒီကောင်လေးကတော့ softener လေးဒီကောင်လေးကတော့ဒါ liquid detergent လေးပေါ့နော်ဒါတော့ကိုကြိုက်နှစ်သက်ရအောင်အသုံးပြုလို့ရပါတယ်အသုံးပြုပုံကလည်းအတူတူပဲပါဝင်တဲ့ဒီ network ကလည်းအတူတူပဲเนาะသူရဲ့ network ဆိုလို့ရှိရင်လည်း1000 ml ပါပါတယ်1000เนาะ1000 ml တောင်ပါတာ1000 ml ပါပါတယ်ဒီအဖုံးလေးထဲမှာကိုလိုတလောက်ကိုထည့်ပြီးတော့အသုံးပြုလို့ရပါတယ်သူ့ရဲ့နာမည်လေးကတော့ Neatly Home Fabric ပဲဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဒီ live လေးပြီးခန့်ဒီမှာဘယ်လိုမျိုးမှာယူရမလဲဆိုတော့ဟိုမှာယူရမယ့်အဆင့်စစ်ပုံလေးကိုလည်းအချင်းချင်းရှင်းပြပေးသွားမယ်เนาะဒါလေးတွေကတော့ခုက product အကြောင်းလေးတွေပဲပြပြနေတာဆိုတော့အခု okay နောက်ထပ်အနေနဲ့ကနောက်ဆုံးတစ်ခုပဲကျန်တော့တယ်မိတ်ဆက်ပေးဖို့
နောက်ဆုံးတစ်ခုကတော့ဟောရီယာဒါလည်း Neatly Home ကပဲဘာလို့လဲဆိုတော့ Neatly Home ကမှုတို့ထုတ်ထားတဲ့ product တွေကဒါအိမ်သုံးပစ္စည်းတွေပေါ့နော်ဒါတန်ရှင်းရေးပစ္စည်းတွေအိမ်သုံးပစ္စည်းတွေပေါ့နော်ဒီ Neatly Home ကပါပဲဒီကောင်လေးကကျတော့မှုတို့ dish cleaner လေးပါဒီ dish cleaner လေးကဘာကောင်းလဲဆိုတော့သူကစက်ပြအစီအထဲထဲမှာဒီပါတဲ့ဟာအကုန်လုံးအစီလေးပဲဒီအစီလေးကိုမှုတို့ကရေနဲ့ရောမယ်ဆိုလို့ရှိရင်ရေတက်ဘူး10ဘူးထိရောလို့ရတယ်ဒီအစီဒီတဘူးနဲ့နေရေတက်ဘူး10ဘူးရောပြီးတော့သုံးလို့ရတယ်ပြောချင်တာတော့ရေတက်ဘူး10ဘူးစာအသုံးပြုလို့ရတယ်လို့ဆိုလို့ကျင်တာပေါ့နော်ဒီအစီတစ်ခုရှိရုံနဲ့ဒီကောင်လေးရဲ့ထူးခြားချက်ကဘာလဲဆိုတော့မှုတို့ chemical လုံးဝမပါတဲ့အတွက်အဲ့လိုမျိုးအိမ်ရှင်မတွေစက်ပြာစီတွေမကောင်းဘူးလက်စေးတာများလို့ရှိရင်မှုတို့ဒီအရေးပြားတွေလမ်းနေဒီလက်ဖွားရေပြားတွေအဲ့လိုမျိုးပေါ့နော်မကောင်းလေဘာလဲအရေးပြားတွေကွာပြီးတော့အရေးပြားတွေလန်တာမျိုးဖြစ်စေတယ်ဒါတွေကဘာကြောင့်ဖြစ်တာလဲဆိုတော့မို့လို့ဒီစက်ပြာစီမကောင်းဘူးပေါ့နော်သူ့ရဲ့ chemical တွေပါလို့ဒီကောင်လေးကတော့လုံးဝမဟုတ်ဘူးသူက chemical လုံးဝမပါဘူးအဲ့တော့ကိုယ့်ရဲ့ skin ကိုထိခိုက်မှလည်းမစိုးရင်ရဘူးနောက်တစ်ခုကဆိုတော့ပြောသလိုဒီစက်ပြာရည်ကနည်းနည်းလေးအသုံးပြုတာနဲ့အများကြီးပြောင်းစေတယ်ဆိုတဲ့အခါကျတော့စက်ပြာရည်ကိုလည်းအဲ့လိုဘုံဘလောအော်အများကြီးသုံးပြုစရာမလိုတချို့ဆိုလို့ရှိရင်လုံးဝဓာတ်ရိုက်ကိုစက်ပြာစီပဲသုံးပြီးတော့ရေမရောပဲနဲ့ဗလေအသုံးပြုတာမျိုးရှိတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဒါဘုံဘလောလည်းဖြစ်တယ်နောက်တစ်ခုကကျတော့ဒီစက်ပြာစီထားလိုက်ပါတော့ကိုအသုံးပြုတဲ့ပကံမှာကကိုဒီအသုံးပြုထားတဲ့စက်ပြာစီမပြောင်းဘူးဆိုရင်ကြာလာလို့ရှိရင်ဒီကနေရနိုင်တဲ့ယောဂါတွေပေါ့နော်ဒီစက်ပြာတွေကကိုယ့်ရဲ့ဦးတွေကိုရောက်မယ်ဆိုရင်ဒါဥပါတာတို့ဘာလို့ဖြစ်စီတာဆိုတော့ဒီလိုမျိုးယောဂတွေကလည်းဖြစ်နိုင်တယ်အဲ့တော့ဒါမျိုးတွေလုံးဝမဖြစ်အောင်ဒီစက်ပြာစီဆိုရှင်သူက 0% chemical ဖြစ်တဲ့အတွက်ကိုမှဒါမျိုးလုံးဝမဖြစ်ဘူးပေါ့နော်အဲနောက်တစ်ခုကလည်းလူစက်ပြာစီများများနဲ့လည်းအသုံးပြုစရာမလိုသူနည်းနည်းလေးနဲ့နေမှာပဲသူကအဲ့လိုပြောင်းစီတယ်ဆိုတော့သူရဲ့ effect ကအရင်ကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့သူကဘာလဲဆိုတော့စက်ပြာတစ်ခုလည်းအသုံးပြုလို့ရတာမဟုတ်ဘူးသူကကျန်းပြင်မှာမလို့ floor မှာပါမလို့တန်ရှင်းလုပ်လို့ရတယ်ကျန်းတိုက်မယ်ဆိုတော့ရှင်တော့ဒီစက်ပြာစီနဲ့တိုက်လို့ရတယ်ပေါ့နော်အဲ့တော့တစ်ခုဝယ်ရုံနဲ့ပစ္စည်းကတစ်ခုဝယ်ရုံနဲ့မို့လို့အမျိုးမျိုးကိုသုံးချင်အသုံးပြုသလိုအမျိုးမျိုးအသုံးပြုလို့ရတယ်နှစ်မျိုးလည်းသုံးလို့ရတယ်နောက်တစ်ခုကကျတော့သူကလက်ဆေးစက်ပြာစီလည်းလုပ်လို့ရတယ်ဘာလို့လဲဆိုတော့မထုတ်လုပ်ထားတာဒီမို့လို့ဒီ aloe vera gel ပေါ့နော်ဒီရှားဆောင်လက်ပတ် gel ကိုအခြေခံပြီးထုတ်လုပ်ထားတာဆိုတဲ့အခါကျတော့အသားရည်ကိုလည်းမထိခိုက်တဲ့အပြင်ဟောပါအသားရည်လည်းကောင်းစေတယ်ပေါ့နော်အဲ့တော့ဒါလက်ဆေးစက်ပြာအနေနဲ့လည်းအသုံးပြုလို့ရတယ်သူကအဲ့လိုတစ်ခုဒီတဘူးလို့ဝယ်ရုံနဲ့တယ်မို့လို့အများကြီးအသုံးပြုလို့ရတယ်စက်ပြာစီဆိုပေမဲ့စက်ပြာတစ်မျိုးတည်းရောင်းတာမျိုးမဟုတ်စက်ပြာစီတစ်ခုတည်းဖြစ်တာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုကြမ်းတိုက်လို့ရတယ်အိမ်သက်ရှေးအတွက်လိုရတဲ့ floor cleaner အနေနဲ့ပါအသုံးပြုလို့ရတယ်ဆိုတော့ဒါတော်တော်ကိုမှအသုံးဝင်တဲ့ပစ္စည်းပါဒါလေးဆိုလို့ရှိရင်စိတ်ဝင်စားရပေါ့နော်ဒါလေးဆိုမိုက်တယ်ပေါ့သူဆိုလို့ရှိရင်လည်းလို့ပါဝင်တဲ့ net weight က1000ပဲသူလည်း net weight 1000တော့ပါတယ်ပေါ့နော်ရေတက်မှု10ဘူးစာဆိုတော့ဘယ်လောက်တော့အသုံးပြုလို့ရမလဲပေါ့နော်မှုတင်တော့ရေတက်မှု10ဘူးစာဆိုရင်တော့ဒီတဘူးတည်းဝယ်တာနဲ့2လ3လလောက်ကအေးစစ်စစ်လှည့်ကြည့်စရာမလိုအောင်အသုံးပြုလို့ရမယ်လို့ထင်တယ်ဒါကကိုယ့်ကိုစိတ်အထင်ပေါ့နော်အင်ရှင်မအနေနဲ့ကိုယ့်ကိုလိုတလို့အသုံးပြုမယ်ဆိုရင်တော့ဘယ်လောက်ကြာရှည်ခံမလဲဘာလဲဆိုတော့တွက်ချက်လို့ရအောင်ပါအဲ့တော့ဒါလေးဆိုလို့ရှိရင်တော့မှုတို့ကအဖြစ်မှာဝင်မယ်ဆိုလို့ရှိရင်380ပါဘတ်380ပါဒီ live မှာဝင်မယ်ဆိုရင်တခြားစောဒီတခြား product တွေလိုပဲဒီ live မှာဝင်တစ်ခုဝင်900ခိုင်နှုန်းရှိမယ်10ဘူး9ဘူးကနေ2ဘူးကနေ9ဘူးတက်ဆိုလို့ရှိရင် 10% ရှိမယ်အခုလိုမျိုး10ဘူးကနေ10ဘူးအထက်ပေါ့အဲ့ဆိုလို့ရှိရင်တော့20%ခိုင်နှုန်းရှိပါမယ်ကဲအခုဆိုလို့ရှိရင်တော့ဒီကနေ့မှာမိတ်ဆက်ပေးပြီးတော့ရောင်းချသွားတဲ့ပစ္စည်းတွေလည်းအကုန်လုံးစုံသလောက်ရှိနေပြီဆိုတော့ဘယ်လိုမှာယူလို့ရမလဲဆိုတာလေးကိုပြောပြပေးချင်ပါတယ်ဘယ်လိုမှာယူလို့ရမလဲဆိုတော့အခုဒီ live မှာပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လည်းမှာယူနိုင်တယ်အကယ်၍မဟုတ်ဘူးဆိုလို့ရှိရင်လည်းအခုမှုတို့ရဲ့ဒီ HH channel Facebook page ပေါ့နော် Whole Way From Home Facebook page ကနေပြီးတော့လည်းမှာယူလို့ရတယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းဒါdelivery နဲ့ comment မှာလည်းလာရေးပြီးတော့မှာလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုတာအချက်လက်တွေကိုကြတော့မို့လို့ Facebook page ကနေပဲဖြစ်ဖြစ်ဖုန်းနဲ့ပဲဖြစ်ဖြစ်ပြောတာပိုကောင်းတယ်ပေါ့နော်ဒီ comment မှာရေးပေးတာထပ်စားလို့ရှိရင်အဲ့ခါကြလို့ရှိရင်လည်းမို့လို့ဒီ HH အဖွဲ့သားတွေကနေပြီးတော့ပို့ဆောင်ပေးဖို့အတွက် confirm လုပ်ပေးမှာပါမို့လို့ပို့ဆောင်ချိန်ကတော့ထိုင်းနိုင်ငံအတွင်းဆိုလို့ရှိရင်3ရက်ကနေတစ်ပတ်အတွင်းကြာမှာဖြစ်ပါတယ်delivery အနေနဲ့ဆိုလို့ရှိရင်လည်း cash on delivery ဖြစ်အောင်လည်းစီစဉ်ထားပေးပါတယ်ဒါပေမဲ့ကြိုပြီးတော့မှာပေးပါမှာယူပေးမယ်ဆိုလို့ရှိရင်လည်းဒါပရိသတ်တွေအနေနဲ့ကပို့ပြီးတော့တိတိကျကျကိုမှာတဲ့ပစ္စည်းကိုအဲ့လိုတိတိကျကျရပြီးတော့မလွဲချော်ရလေအောင်တိတိကျကျလေးမှာပေးဖို့မှုကမြတ်တိုင်ရက်ခန့်စပါတယ်ဥပမာထားလိုက်ပါတော့ကိုကဒီလိုမျိုးဒါမျိုးဒီမှာဆိုလို့ရှိရင် product ကနှစ်ခုတူနေတယ်ကိုကသွားတိုက်စေလို့ခြင်းနဲ့ဒါပေမဲ့ကိုလိုချင်တာက premium quality အပြာရောင်လေးဆိုလို့ရှိရင်လည်းသွားတိုက်စေဒီမှာ benefit
တေချာလေးကြပေးပါမယ် benefit premium quality အပြရောင်တွတ်တိုက်စီဒါမျိုးလေးပေါ့နော်တေချာလေးရေးပေးပြီးတော့မှုကမြေတားရက်ခံချင်ပါတယ်မဟုတ်လို့ရှိရင်မှားတဲ့ပစ္စည်းကအကယ်၍ဟိုတစ်ခုပေါ့နော်ကိုကမှုတို့ဘက်ကလည်းနားလည်မှုလို့တစ်ခုပို့ပေးလည်းမကောင်းဖြစ်မှာဆိုလို့ပါအဲ့တော့တေချာလေးရေးပေးပါအပြရောင်လေးက benefit premium quality လေးပါအစိမ်းရောင်လေးဆိုလို့ရှိရင်တော့ဒါလေးက control သမားတွေစောစောလို့မှုပြောသလိုဒီသွားအညစ်အကြေးပုံများတဲ့သူတွေပေါ့နော်သွားဝါတဲ့သူတွေဆိုလို့ရှိရင်ဒီကောင်လေးကိုသုံးမရပါတယ်သူဆိုလို့ရှိရင်တော့အစိမ်းရောင် benefit toothpaste ပဲသူကအစိမ်းရောင်သူက natural ပေါ့နော် natural quality ပေါ့နော်ဒါမျိုးလေးကိုတေချာလေးမှာပေးပါအဲ့တော့ product တစ်ခုချင်းစီရဲ့နာမည်လေးတွေအဲဆိုရင်အဆုံးသတ်နေတဲ့မှုပြန်ပြီးတော့ပြပေးသွားပါမယ်ကိုလိုချင်တဲ့ product လေးတွေဘာမှမသိဖြစ်မှာဆိုလို့ပါအဲ့တော့ဒါအဆုံးသတ်နေတဲ့ပြန်ပြောပေးမှာပေါ့နော်ဒါဆိုလို့ရှိရင်တော့သူကဒီ Vera ပေါ့နော် Vera aloe vera gel လေးပါဒီ Vera aloe vera gel လေးဆိုပြီးတော့ရေးပြီးတော့လာမှာလို့ရပါတယ်မဟုတ်လဲ screenshot ရိုက်ပြီးတော့လာပို့ထားလို့လည်းရတယ်ပေါ့နော်ဒီတေချာလေးမရေးတေချာလေးဟိုရေးဖို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဘာမှမဖြစ်ပါဘူး screenshot လေးရိုက်ပြီးတော့လာပို့ပေးလို့ရပါတယ်နောက်တစ်ခုကတော့ Gina ပါဒါ family wash ပါ Gina family wash ပါเนาะဒါလေးလည်းရမယ်ပြီးသွားလို့ရှိရင်ဒါလေးကတော့ body soup ဒါလေးရရှင်းပါတယ်တစ်ခုလည်းရှိရဆို body soup ပါဆက်ပြတုံးလေးပေါ့เนาะနောက်တစ်ခုကတော့ဒါလေးက East shower cream လေးပါဒါ product နာမည်လေးဆိုတော့ပြောပြနေပေမဲ့မသိလိုက်တဲ့သူတွေရှိမှဆိုလို့ပြန်ပြီးတော့ပြပေးတာပါเนาะဒါလေးက East shower cream လေးပါနောက်တစ်ခုကတော့ဒီမျက်နှာသစ်ဆေးလေးပါဒါအကြိုက်ဆုံးပဲအခုဒီမှာပြထားသမျှတယ်မှာဒီမျက်နှာသစ်ဆေးကအကြိုက်ဆုံးပဲအရန်ကောင်းတယ်ကိုယ်တိုင်လည်းအသုံးပြုနေတာဖြစ်ပါတယ်သူ့ရဲ့နာမည်လေးကတော့ Asmonate ပါ Asmonate လို့ခေါ်ပါတယ်เนาะနောက်တစ်ခုကတော့ဟောရ Neatly Home ပါဒါပေမဲ့ Neatly Home မှာဆိုလဲစောစောသွားလိုက်စေးလို့ပဲနှစ်မျိုးရှိတာဟုတ်တော့တစ်ခုက softener ရှိတယ်တစ်ခုက detergent ရှိတယ်softener detergent တွေမပြောချင်ဘူးချုပ်တယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးအပြာရောင်ဘူးနဲ့ပန်းရောင်ဘူးဆိုပြီးခွဲပြီးတော့ပြောပေးလို့ရပါတယ်เนาะနောက်ထပ်တစ်ခုကကြတော့နောက်ဆုံးပြောသွားတယ်ဟောဒီက Neatly Home ကပဲဒါ dish cleaner လေးပေါ့เนาะဒါစက်ပြစီလေးပေါ့ဒါလေးလည်းရမယ် okay ဒါဆိုတော့ကုံမီနဲ့တူပါတယ်။aloe vera gel လေးဘာလို့ပြောပါနော်။ဒါဒီမှာနောက်တစ်ခုက Gina ဆိုလို့ရှိရင် family wash လေးပါနော်။ကဲအခုဆိုလို့ရှိရင်တော့ product တစ်ခုချင်းစီကဘယ်လိုမျိုးမှာယူလို့ရမလဲ။ဘာ product တွေအကြောင်းလဲဆိုတော့အကုန်လုံးသိသွားပြီလို့ထင်ပါတယ်။ဒါဆိုလို့ရှိရင်ဘယ်လိုမှာယူရမလဲလဲသိသွားပြီ။ဘယ်လိုမျိုးမှာမလဲ product တွေကဘာတွေလဲဆိုတာလည်းသိသွားပြီဆိုတော့နောက်လာမယ့်အပတ်တွေမှာလည်းဘယ်လိုပစ္စည်းတွေရောင်းချသွားမလဲဆိုတာကိုစောင့်မျှော်ကြည့်ကြပါဦးရှင်။အရှိရှော့ပေးရနေနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲဘိုင်ဘိုင်ပါရှင်။